ဘဝမှာမမေ့တဲ့လူ၃မျိုးပဲရှိပါတယ်ပထမတစ်မျိုးကကိုယ့်ဘဝရဲ့အခက်အခဲဆုံးချိန်မှာကိုယ့်အနာကိုရောက်လာပြီးစေတနာမေတ္တာတွေနဲ့ကုညီဖေးမှထုမှတ်ပေးခဲ့တဲ့သူအမှောင်ဆုံးချိန်မှာအလင်းပွင့်လေးဖြစ်ပေးခဲ့တဲ့သူအေးဆက်နေချိန်မှာနှွေးထွေးမှုလေးပေးခဲ့ပူတဲ့သူကိုယ့်ရဲ့နာကျင်မှုတွေကိုမျှဝေစာနားလည်ပေးတဲ့သူကိုလိုအပ်တဲ့အခါကိုအနာရှိပေးတဲ့သူအဲ့လိုလူမျိုးကကိုဘဝတစ်သက်အလုံးဘယ်တော့မှအဆုံးရှုံးမခံတဲ့သူဖြစ်ပါတယ်ဒုတိယတစ်မျိုးကတော့ကိုဘဝရဲ့အခက်ခဲဆုံးအချိန်မျိုးမှာကိုအနာကနေစွန့်ခွာကြောက်ခိုင်းသွားတဲ့သူကိုရဲ့အခက်ခဲတွေကိုစာနားလည်မပေးနိုင်တယ်လို့မျှဝေခံစားပေးဖို့လဲစိတ်ကူးမရှိတဲ့သူမျိုးပေါ့အဲ့လိုလူမျိုးတော့ကိုယ့်ဘဝတွေကနေအကြီးအပိုင်းနှုတ်ဆက်လန်းခွဲလိုက်အောင်ပါပဲတတိယတစ်မျိုးကတော့ကိုယ့်ဘဝကိုအခက်ခဲတွေကြားထဲထိုးကျွေးလိုက်တဲ့သူမျိုးပါတနည်းအားဖြင့်ဆိုရင်ကိုယ့်ဘဝအဆင်မပြေအောင်ကြာဆုံးအောင်ဤအမျိုးမျိုးနဲ့ဆင်းရဲဒုက္ခတွေပေးတတ်တဲ့သူမျိုးဖြစ်ပါတယ်ကိုယ်နာကျင်ထိခိုက်အောင်စိတ်ဆိုးဒေါသထွက်အောင်နီလန်အမျိုးမျိုးနဲ့ရှာဖွေတိုက်ခိုက်ထိုးနှက်တတ်တဲ့ရန်သူမျိုးဖြစ်ပါတယ်အဲ့လူမျိုးတွေကကိုယ့်ကိုအမုန်းစကလုံးတွေများစွာမလူတမာလွတ်ရပေါင်းများစွာနဲ့ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုကစင်ကလျားဖြစ်အောင်ဆုံးရှုံးနေတာအောင်စင်စီအားထုတ်တဲ့သူမျိုးတွေဖြစ်ပါတယ်